မိတ်ဆွေအားလုံးမင်္ဂလာပါလူချင်း YouTube channel မှာကြိုဆိုပါရခင်ဗျမင်္ဂလာပါအားသေးဖျန်းတယ်ဆိုတော့မိုတိုအတွင်းအောင်မိုတိုအတွင်းသားကိုဖျန်းရတာလားဆိုတော့ကျွန်တော်တို့မိုတိုအတွင်းသားဆိုတာလေကျွန်တော်တို့အပွင့်ထုတ်တဲ့နေရာလေးပေါ့အပွင့်ခူးလိုက်တယ်လေအပွင့်ထွက်တဲ့နေရာလေးပေါ့အပွင့်ခူးပြီဆိုတာ ਨੇ အဲ့ဒီအပွင့်ကျွန်တော်တို့ခူးတဲ့နေရာလေးကိုအားသေးဖျန်းရတာရေဖျန်းတာကအဲ့ဒီအထုပ်ပေါ်ကိုဖျန်းတာเนาะခုနအားသေးဖျန်းတာကမိုတုတ်ကခုနအပွင့်ထွက်လာတဲ့နေရာလေးပေါ့နော်အပွင့်ထွက်လာတဲ့နေရာလေးကိုသူကအားစေးဂရုကိုတို့9မိုင်ပဲစစ်တို့စသဖြင့်ပေါ့ကိုသုံးတဲ့မိမိသုံးတဲ့အားစေးအတိုင်းကိုအဲ့နေရာလေးကိုဖျန်းရတာဖြစ်တယ်နော်အဲ့တော့ဟိုဆိုလိုချင်တာကတချို့တွေမှာသူကအထုပ်ကိုခူးလိုက်တယ်ခူးပြီဆိုတာနဲ့အပွင့်ခူးလိုက်တယ်ခူးပြီဆိုတာနဲ့အဲ့ဒီခူးပြီးတဲ့နေရာကိုတခါတည်းဇွန်းနဲ့ချစ်လိုက်တယ်ဇွန်းနဲ့ချစ်ပြီးမှအားစေးဖျန်းကြတယ်နော်ကျွန်တော်သဘောကတော့အဲ့ဒီလိုမျိုးခူးပြီးတိုင်းကိုမချစ်စေခြင်းဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကခူးပြီးတိုင်းချစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမှုထွန်းနှုံးတွေနောက်ကျတတ်တယ်နော်ပြီးလို့ရှိရင်အဲ့နာမှာကျွန်တော်တို့ခူးပြီးဆိုတော့အရှိကိုအပွင့်ထွက်သွားတာတက်အဲ့ဘေးနားမှာမှုတရေတဲနေတာရှိတယ်အဲ့မှုတရေတွေကိုကျွန်တော်တို့ကချင်းနဲ့သွားပြီးတော့ထိခိုက်မိတယ်ဆိုလို့ရှိရင်မှုထွန်းနှုံးတွေသူကနောက်ကျတတ်တယ်နော်နောက်ကျတတ်တယ်ပြီးလို့ရှိရင်မှုထွန်းနှုံးကျတတ်တယ်ပေါ့ဗျာဆိုလို့ချင်တာအဲ့တော့ဘယ်ချိန်မှာချစ်ရမလဲဆိုတာချစ်ချင်တိုင်းချစ်လို့မရဘူးဆိုပြီးကျွန်တော်ပို့တစ်ခုတင်ပေးထားတာရှိတယ်နော်အဲ့ဒီမှာတစ်ချက်သွားပြီးလေ့လာပါအဲ့တော့ပြောချင်တာကတော့ဘေးကွဲပဲဖြစ်ဖြစ်သူကရှေ့ထွက်ပဲဖြစ်ဖြစ်ပေါ့နော်ကျိုးစွဲပဲဖြစ်ဖြစ်စင်တင်ပဲဖြစ်ဖြစ်စနစ်တွေအများကြီးနော်ကိုနဲ့အဆင်ပြေတဲ့စနစ်တွေစိုက်လို့ရတယ်သို့ပေမဲ့ခုနအားစေးဖျန်းတာတော့မို့တို့အပေါ်မှာရေဖျန်းတာနဲ့တော့မရောဘဲနဲ့မှုပွင့်ထွက်တဲ့နေရာလေးကိုဖျန်းခြင်းသည်သာအမှန်ကန်ဆုံးစနစ်ဖြစ်တယ်လို့ပြောချင်ပါတယ်နော်ကျေးဇူးပါမင်္ဂလာပါကျွန်တော်တို့က9ဘိတ်သားအထိမရဘူး3ဘိတ်သား4ဘိတ်သားအထိပဲရတယ်တဲ့ဆိုတော့ဒါလည်းဖြစ်တတ်ပါတယ်အများတန်းတော့3ဘိတ်သား4ဘိတ်သားကြီးပဲပြန်မြထွက်နေတာတော့မဖြစ်နိုင်ဘူးเนาะ9ဘိတ်သားတို့တခါလေကြာရင်တချို့အားရကြလို့ရှိရင်10ဘိတ်သားလောက်ထိရတဲ့ပေါင်တွေအောင်ရှိရเนาะအဲ့တော့ဆိုလိုချင်တာကိုသုံးဆွဲတဲ့ကုံညမ်းပေါ်မူတည်ပြီးတော့ကိုသုံးတဲ့နီးစနစ်ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကမှုထွန်းနှုံးတွေကကွာသွားမှာပဲเนาะအဲ့တော့3ဘိတ်သား4ဘိတ်သားပဲပုံမှန်ရတယ်ဆိုလို့ရှိရင်ငါအနေနဲ့ဘာတွေလိုအပ်ချက်ရှိနေတယ်ဆိုတာလေ့လာဖို့လိုတယ်เนาะအမှန်တကယ်တော့ပုံမှန်က3ပေ9ပေပဲဖြစ်ဖြစ်เนาะ4ပေ12ပေပဲဖြစ်ဖြစ်9ပေသားဝင်းကျင်ပုံမှန်ရနေရမယ်ဒါမှကျွန်တော်တို့ကမိုဆိုင်ထားသည်သူကစီးပွားဖြစ်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုလို့ကျွန်တော်တို့ကရက်တည်လို့ရမှာအဲ့တော့9ပေသားဝင်းကျင်လောက်ရအောင်တော့ကြိုးစားတင်တာပေါ့ဗျာဆိုလိုချင်တာလေဘလို့နီးစနစ်တွေနဲ့လောက်ရမလဲနီးစနစ်တွေကလည်းကျွန်တော်တို့ကအဲ့ဒီမိတ်ဆွေတို့ရဲ့ site တဲ့နေရာတွေကိုကျွန်တော်တို့ကရောက်တာမဟုတ်ဘူးဘဲနဲ့ဓာတ်ပုံလေးပဲတင်တဲ့ဟာကိုကျွန်တော်တို့ဖြစ်တုံးကကျွန်တော်တို့ site တုံးကနော်ဖြစ်နိုင်ရရှိတယ်ဆိုတော့ error ဖြစ်ရှင်းနည်းတွေကိုကျွန်တော်တို့ပြောပြတာမှန်ရင်လည်းမှန်မယ်မှားရင်လည်းမှားမယ်ပေါ့ဆိုလိုချင်တာလေဘာလို့လဲဆိုတော့ကျွန်တော်ကရန်ကုန်ကထိုင်ပြီးတော့ပြောနေတာနော်ရန်ကုန်ကထိုင်ပြီးပြောနေတာအခြားမိတ်ဆွေတို့ site တဲ့ဘောင်တွေကအခြားနယ်တွေမှာ site ထားလည်းဖြစ်ရင်ဖြစ်မယ်နော်ဆိုလိုချင်တာဒါကြောင့်မို့လို့အတတ်နိုင်ဆုံးပြန်မြနီးစအောင်တော့ကျွန်တော်တို့ကဒီ error ရှင်းနည်းတွေကိုပြောပြတာပေါ့ဗျာနော်ဖြည့်ရှင်းပေးတာပေါ့သို့ပေမဲ့ဘယ်လိုပြောရမလဲဆိုတော့တိကျကြီးမှန်ရင်မှလည်းမှန်မှာပေါ့နော်သို့ပေမဲ့ဖြစ်တဲ့စကေးကတော့သူကတပေါင်ကို9ဘိတ်သားဝန်းကျင်လောက်ရအောင်စိုက်မှကျွန်တော်တို့ကစီးပွားဖြစ်မှာအဲ့တော့ကိုယ်အနေနဲ့ဘာအားနည်းရရှိနေလဲကိုဖြည့်စည်းတဲ့ဘာတွေဖြည့်စည်းတဲ့လဲကုံကျန်းလားစိုင်းကြီးစနစ်လားရာသီဥတုမပိုင်နိုင်တာလားနော်စသဖြင့်ပေါ့ဗျာအဲ့ဒါလေးတွေကိုပြန်ပြီးတော့စီစစ်နော်စီစစ်ပြီးဆိုတာ ਨੇဖြစ်မှာပါတပေါင်း9ဘိတ်သားကတော့ပုံမှန်လေးရတဲ့အနေထားပေါ့ဗျာเนาะဆိုလိုချင်တာဟုတ်ပါပြီကျေးဇူးတင်ပါတယ်